Oppo ကိုင်သည်ဖြစ်စေ Vivo ကိုင်သည်ဖြစ်စေ OnePlus ကိုင်သည်ဖြစ်စေ Realme ကိုင်သည်ဖြစ်စေ iQ ကိုင်သည်ဖြစ်စေနောက်ဆုံးပတ်စံနေရောက်ရှိသွားတာတော့ BBK Electronics ရောက်ရှိသွားတာဖြစ်ပါတယ်စက်တင်ဘာ18 1995မှာဒီယွန်ပင်းကနေ BBK Electronics ကိုစတင်ခဲ့ပါတယ်အဲ့တော့ကတော့ကျွန်တော် smartphone တွေပဲရှိပါအောင်မလဲဗျာ DVD player တို့ MP3 player တို့နဲ့စတင်ခဲ့တာမျိုးရှိပါတယ်2001မှာတော့ BBK ဘက်ကနေ Oppo brand ကိုစတင်ခဲ့တာမျိုးရှိပါတယ်အစပိုင်းမှာကြည့်မယ်ဆိုရင်တော့ MP3 player တွေ DVD player တွေနဲ့တွားတာမျိုးရှိပါတယ် Oppo ဘက်ကနေ2008ရောက်တော့ပထမအဆုံးဖုန်းကိုမိတ်ဆက်ခဲ့ပါတယ် smartphone မဟုတ်ပါဘူး feature phone ပဲဖြစ်ပါတယ် Oppo A103 တနည်းအားဖြင့် smiley face phone လို့ခေါ်တာမျိုးလည်းရှိပါတယ်ဘာလို့လဲဆိုတော့ကြောဘက်ချက်မှာကြည့်မယ်ဆိုရင်တော့ဒီကပြုံးနေတာကိုတွေ့မြင်ရတာမျိုးရှိပါတယ်ဒီလိုနဲ့ Oppo ဘက်ကနေ2012ရောက်တော့ပထမအဆုံး smartphone ကိုမိတ်ဆက်ခဲ့ပါတယ် Oppo U701 ဆိုတဲ့ဖုန်းပဲဖြစ်ပါတယ်အခုချိန်မှာကြည့်မယ်ဆိုရင်တော့ Oppo ဘက်ကနေ Oppo Find X8 Pro လို့ဖုန်းတွေကြောင့်မိတ်ဆက်နေဖြစ်ပါတယ်2009မှာတော့ BBK ဘက်ကနေ Vivo brand ကိုစတင်ခဲ့တာမျိုးရှိပါတယ် Vivo ရဲ့ပထမအဆုံး smartphone ကိုကြည့်ရမယ်ဆိုရင်2012မှာထွက်ခဲ့တာမျိုးရှိပါတယ် Vivo X1 ပေါ့ဗျာအခုချိန်မှာကြည့်မယ်ဆိုရင်တော့ Vivo ဘက်ကနေ Vivo X200 Pro ဆိုရင် camera phone တွေမိတ်ဆက်နေတာမျိုးရှိပါတယ်လောက်နဲ့ကျော် BBK ရရက်သွားတာမျိုးမရှိပါဘူး2014မှာကြည့်မယ်ဆိုရင်တော့ Oppo ဘက်ကနေ OnePlus brand ကိုစတင်ခဲ့တာမျိုးရှိပါတယ် flagship killer ဆိုတဲ့ title နဲ့လာတာမျိုးရှိပါတယ်အဓိကအဖြစ်တော့ flagship တွေကို kill လုပ်ဖို့အတွက်ထွက်လာတာဖြစ်ပါတယ်အဲ့တော့ငါကြည့်မယ်ဆိုရင်တော့တကယ်ကို flagship killer ဖြစ်ခဲ့တာမျိုးရှိပါတယ်ဒါပေမဲ့အခုချိန်မှာကြည့်မယ်ဆိုရင်တော့ OnePlus ကလည်းလုံးဝ flagship ဖြစ်သွားတာမျိုးရှိပါတယ်ဗျ2018ရောက်လာတော့ Xiaomi နဲ့ fight လုပ်ဖို့အတွက် Realme ကိုစတင်ခဲ့တာမျိုးရှိပါတယ်အဓိကအဖြစ် Xiaomi ရဲ့ Redmi lineup နဲ့ fight လုပ်ဖို့အတွက် Realme ကိုမိတ်ဆက်ခဲ့တာမျိုးရှိပါတယ် Realme ကိုကြည့်ရမယ်ဆိုတော့ price to performance ကို target လုပ်တာမျိုးရှိပါတယ်ဒါလောက်နဲ့လည်းကျွန်တော် BBK ရရက်သွားတာမျိုးမရှိပါဘူး2019မှာကြည့်မယ်ဆိုရင်တော့ Vivo ဘက်ကနေ iQ brand ကိုမိတ်ဆက်ခဲ့တာမျိုးရှိပါတယ်အဓိကအဖြစ်တော့ flagship killer ပုံစံလာတာမျိုးရှိပါတယ်ကျွန်တော်တစ်ချိန်လုံးက OnePlus ကတော့လုံးဝ flagship ဖြစ်သွားတာမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီ iQ ကိုကြည့်မယ်ဆိုရင်တော့ flagship killer ပုံစံနဲ့အဓိကအဖြစ် performance ဦးစားပေးတဲ့ smartphone တွေထုတ်တာမျိုးရှိပါတယ်ဗျဒီမှာတကယ်ချင်းတချို့ထင်တာတွေ Xiaomi တို့ Redmi တို့ကလည်း BBK group ထဲမှာကျွန်တော်ပါတယ်ဆိုရင်မှထင်တာမျိုးရှိပါတယ်ဒါပေမဲ့ဒီကောင်တွေကတက်တက်ပဲဖြစ်ပါတယ်ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့ company 5ခုပေါ့ဗျဒီကောင်တွေကျွန်တော် BBK ကပိုင်တာမျိုးရှိပါတယ်ဗျတကယ်ချင်းတို့ရောဒီ BBK group ထဲကပဲ smartphone တွေကိုင်နေကြလဲ comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျ